ဦးနောက်ရဲ့အကြီးမားဆုံးလိန်ညာမှုကခုအကြောင်းပြောပြမယ်ဆိုရင်စိတ်ဝင်စားကြမလားဆိုလိုတာကလေတကယ်ဆုလပ်ကိုခန်းစားရတာထက်အဲ့ဒီဆုလပ်ကိုရဖို့အတွက်အသေးအံလွတ်နေရတဲ့ခန်းစားချက်ကဘာလို့ပို့ပြီးတော့တောင်ဆွဲဆောင်မှုကောင်းနေရတာလဲအဲ့ဒီအကြောင်းကိုဒီနေ့အတူတူအဖြေရှာကြည့်ကြရအောင်ဒီလိုမျိုးတော့ဖြစ်ဖူးကြလားဥပမာ social media ကို scroll လုပ်နေရင်ရက်လို့မရတာမျိုးဒါမှမဟုတ်မလို့အပ်ပဲနဲ့ဈေးရရှော့ဝယ်မိတာမျိုးပေါ့တကယ်တမ်းတော့အဲ့ဓာတွေကတကယ့်ပျော်ရွှင်မှုကိုမပေးမှန်းသိရနဲ့ဘာလို့များအဲ့ဒီလိုခဏတာလိုချင်စိတ်တွေနောက်ကိုလိုက်နေမိကြတာလဲအဲ့ဒါကနေ့စဉ်ဘဝမှာကျွန်တော်တို့အားလုံးနီးပါကြုံနေရတဲ့ပဟေလီတခုပါပဲဒီပဟေလီရဲ့အဖေကိုရှာဖို့ဆိုရင်တော့လေအတိတ်ကိုခဏလောက်ပြန်သားကြည့်ဖို့လိုပါလိမ့်မယ်ဟို1953ခုနှစ်ကပေါ့မတော်ရဆာမှုလေးတစ်ခုကနေစပြီးဦးနောက်ရဲ့အကြီးမားဆုံးလှုပ်ဝက်ချက်တစ်ခုကိုဖော်ထုတ်နိုင်ခဲ့တဲ့သိပ္ပံစမ်းသပ်မှုကြီးတစ်ခုအကြောင်းပြောပြချင်ပါတယ်ဒီဇလန်ကတကယ့်ကိုရိုးရှင်းတဲ့အမားလေးတစ်ခုနဲ့စခဲ့တာပါမဂီလ်တက္ကသိုလ်ကတိပန်ပညာရှင်2ယောက်ဖြစ်တဲ့ Olds နဲ့ Milner ကကျွတ်တကောင်ရဲ့ဦးနောက်ထဲကို electrode လေးတစ်ခုထည့်ပြီးကျောက်ဆက်ကိုလေ့လာဖို့ကြိုးစားခဲ့ကြတယ်ဒါပေမဲ့ကံများကောင်းချင်တော့လားမသိဘူးသူတို့ပြစ်မှတ်လွဲသွားတယ်အဲ့ဒီ electrode ကသူတို့မသိသေးတဲ့အစိတ်ပိုင်းတစ်ခုကိုမတော်တဆသွားပြီးလှုံ့ဆော်မိသွားတဲ့ခါမှာတော့ထူးဆန်းတဲ့အဖြစ်တွေစပါတော့တယ်အဲ့ဒီကြော်ကလေးအော်စရာကောင်းလောအောင်ကိုထူးဆန်းကအဖြစ်မှုတစ်ခုကိုပြလာတယ်သူ့ဦးနောက်ကိုလှုံ့ဆော်ပေးမဲ့ခလုတ်လေးတစ်ခုကိုအဆက်မပြတ်နေတော့တာပဲဘလောက်တောင်လဲဆိုရင်အစားတော့ရေအိတ်ဆက်ချင်းဘာကူမှကိမဆိုင်တော့ဘူးပိုဆိုးတာကနာကျင်စီတဲ့လက်စစ်စီးနေတဲ့ချန်ပီယံကိုတောင်ချက်ပြီးအဲ့ဒီခလုတ်ကိုသွားနှိပ်တယ်တနာရီကိုအကျဉ်9000လောက်အထိနှိပ်ရင်နောက်ဆုံးမှပင်ပန်းပြီးလဲကျသွားတဲ့အထိပါပဲတော်တော်ကိုပြင်းထန်တဲ့ဆွဲလန်းမှုမျိုးနော်သိပ္ပံပညာရှင်တွေကဒါကိုလူလုံးမှာစမ်းကြည့်တဲ့အခါမှာတော့ပိုပြီးစိတ်ဝင်စားစရာကောင်းတဲ့အဖြေထွက်လာတယ်အဲ့ဒီလိုလုံစော်မှုကပျော်ရွှင်မှုကိုပေးတာမဟုတ်ဘူးတဲ့ဗျာအဲ့ဒီစမ်းသပ်မှုမှာပါဝင်ခဲ့တဲ့လူနာတယောက်ကသူ့ခံစားချက်ကိုဒီလိုဖော်ပြခဲ့တယ်ဒါကလေဘယ်လို့မှကုတ်လို့မပြေတဲ့ယာနာတစ်ခုလိုပဲတစ်ခုခုကိုအပြင်းအထန်လိုချင်နေတဲ့ခံစားချက်ကြီးဒါပေမဲ့ဘယ်တော့မှလည်းကျဉ်တ်မှုဆိုတာကိုမရဘူးတဲ့ဒီတွေးရှိမှုကနေပြီးတော့ကျွန်တော်တို့အရင်ကထင်ထားတဲ့အယူဆတစ်ခုလုံးကိုပြောင်းပြန်လည်လိုက်ပါတယ်အဲ့ဒါဘာလဲဆိုတော့ဦးနောက်ရဲ့တာယာမှုဗဟိုဌာနလို့ထင်ထားတဲ့နေရာဟာတကယ်တော့တာယာမှုနဲ့ဘာမှမဆိုင်မှုဆိုတာပါပဲအဲ့ဒီအစားအဲ့ဒါဟာဒိုပမင်းဆိုတဲ့အစွမ်းထက်ဓာတုပစ္စည်းကနေမောင်းနေနေရဲ့ကျွန်တော်တို့ရဲ့လူကျင်ဒမက်စစ်စနစ်ရဲ့အဓိကနေရာဖြစ်နေတာကိုဆိုတော့ဒီနေရာမှာအဓိကကြတဲ့အချက်ကဒါပါပဲကျွန်တော်တို့ဦးနောက်ထဲမှာစနစ်တစ်ခုတီးခြားစီအလုပ်လုပ်နေတယ်တစ်ခုက Loginစိတ် wanting system နောက်တစ်ခုကနှစ်သက်မှု liking system ပေါ့ Loginစိတ်ဆိုတာကဆုလက်တစ်ခုကိုရဖို့အတွက်အမဲလိုက်ထွက်ခိုင်းတဲ့တွန်းအားလိုမျိုးနှစ်သက်မှုကြတော့အဲ့ဒီအမဲလိုက်လို့ရလာတဲ့ຢာကိုအရသာခံစားသုံးရတဲ့ခံစားချက်မျိုးပါအဲ့ဒီတော့ဒိုပမင်းဆိုတာလူတွေထင်နေသလိုပျော်ရွှင်စေတဲ့ဓာတုပစ္စည်းမဟုတ်ဘူးဆိုတာရှင်းသွားပြီနော်တကယ်တော့သူကစိတ်ဆောင်မှုပေးတဲ့ဓာတုပစ္စည်းပါသူကဟေ့ဟိုဟာကိုတွားယူလိုက်စမ်းရရင်ကောင်းပါဆိုပြီးအနောက်ကနေတွန်းအောင်ပေးနေတဲ့အတန်တခုလိုပဲကျွန်တော်တို့ကိုလှရှားလာအောင်အာယုံစိုက်လာအောင်လုပ်ပေးတာပါဒီအချက်ကိုပိုပြီးခိုင်မာသွားစေတဲ့ Stanford တက္ကသိုလ်ရဲ့လေ့လာမှုတစ်ခုရှိတဲ့သူတို့ကလူတွေကိုဦးနှုတ် scan ဖတ်ရင်ပိုက်ဆံစူးချမဲ့ gain တစ်ခုဆော့ခိုင်းခဲ့တဲ့အန်အော်ဆရာကလူတွေဟာပိုက်ဆံကိုရနိုင်လောက်တယ်လို့မျှော်လင့်နေတဲ့အချိန်မှာ dopamine ပမာဏကအမြင့်ဆုံးကိုထိုးတက်သွားတဲ့ဒါပေမဲ့ပိုက်ဆံကိုတကယ်လက်ချရလိုက်တဲ့အချိန်မှာတော့ dopamine ကချက်ချင်းကိုပြန်ကျသွားတော့ဆိုလိုတာကမျှော်လင့်ချက်ဆိုတာတကယ်ကျဉ်နှမှုထက်တောင်ပိုပြီးစွမ်းထက်နေတယ်ဆိုတဲ့သဘောပါပဲဟုတ်ပြီအဲ့ဒီလိုရှေးကြတဲ့ဦးနောက်ရဲ့လိုချင်စိတ်စနစ်ကိုအရန်ကောင်းကောင်းအထုံးချတတ်လာတဲ့ကျမတို့ရဲ့ဒီနေခေတ်ကဘာမှာရောအဲ့ဒါတွေကဘလို့ပုံစံနဲ့အလုပ်လုပ်နေလဲစက်ကြည့်လိုက်ကြရအောင်အခုခေတ်မှာဆိုရင်ကျွန်တော်တို့လက်ထဲကဖုန်းတွေဟာအဲ့ဒီကြွက်ကလေးရဲ့ခလုတ်လို့ဖြစ်နေပါပြီကို့ဦးနောက်ကိုကိုယ်တိုင်အစမပြတ်လုံဆော်နေတဲ့ကိရိယာတွေပေါ့ notification တခုတက်လာတိုင်း screen ကို scroll တစ်ချက်လှုပ်လိုက်တိုင်း like တခုရလိုက်တိုင်းဦးနောက်က dopamine အနှဲငယ်ကိုထုတ်လုပ်ပြီးနောက်တစ်ခုကပိုကောင်းမှာနောက်တစ်ခုကပိုစိတ်ဝင်စားစရာကောင်းမှဆိုပြီးအမြဲတမ်းကတိပေးနေတာနဲ့တူတူပါပဲစီးပွားရေးလုပ်ငန်းတွေလာလဲဒီနီးလန်းကိုကောင်းကောင်းနားလည်ထားကြတယ်ဥပမာပြောရရင်ကုန်တိုက်တစ်ခုချဲဝင်လိုက်တဲ့အခါမုံဖုံနဲ့မွေးမွေးလေးရလိုက်တယ်ဆိုပါတော့အဲ့ဒီအနံ့ကဦးနောက်ကိုအရသာရှိတဲ့ဟာတစ်ခုရတော့မယ်ဆိုပြီးဂျိုပမင်ထုတ်လုပ်ဖို့လုံဆိုလိုက်တယ်အဲ့ဒီခါမှာကျွန်တော်တို့ကဆူလာရှာဖွေတဲ့စိတ်ချင်းတွေထဲရောက်သွားပြီးရလက်ကတော့မူလာကဝင်ဖို့စီစဉ်မထားတဲ့ပစ္စည်းတွေပေါ့ဝယ်မိဖို့အလားလားအရင်များသွားတာပေါ့ကဲဒီလိုဆိုတော့ဒီလိုဂျင်စီစနစ်ကဒရိုလေးလေးကိုအစွမ်းထက်တယ်ဆိုတာသိလောက်ပြီပေါ့နော်သူ့ကိုအတင်းဆန့်ကျင်ထိုက်ခိုက်နေမယ်အစားသူနဲ့အတူတူဘလို့အလုပ်လုပ်လို့ရမလဲအဓိကတော့ဒိုပမင်ကိုလုံးဝဖယ်ရှားပစ်ဖို့မဟုတ်ပါဘူးသူ့ကိုကိုယ့်အတွက်အကျိုးရှိမယ်မှန်ကန်တဲ့လမ်းကြောင်းပေါ်ကိုပို့ဆောင်ပေးဖို့ပါပဲပထမဆုံးနီးဖြူဟာကတော့စူလောက်အစားထိုးခြင်းမှာဆိုလိုတာကပြင်းစရာကောင်းလို့မလုပ်ချင်တဲ့အလုပ်တစ်ခုကို
ကိုတကြဲလုံးချင်တဲ့ဒေါပါမင်ထုတ်စေတဲ့အရာတစ်ခုနဲ့တွဲချလိုက်တာပါပဲဥပမာကြည့်အောင်အိမ်တန်းရှင်းရေးလုပ်ရမှာပြင်းနေလားကိုအကြိုက်ဖုန်းသချင်း album တစ်ခုဖွင့်ပြီးလုပ်လိုက်လေအဲ့ဒီအခါဦးနောက်ကတန်းရှင်းရေးလုပ်ခြင်းကိုတီးဂီတာရေးသားရမှုနဲ့တွဲမှတ်သွားလိမ့်မယ်ဒါမှမဟုတ်လေ့ကျင့်ခန်းလုပ်ဖို့ပြင်းနေကိုအရန်ကြည့်ချင်နေတဲ့ TV series ကိုလေ့ကျင့်ခန်းလုပ်ရင်းနဲ့မကြည့်မယ်လို့သတ်မှတ်လိုက်ပေါ့အဲ့ဒီဇလန်တွေကိုကြည့်ရမယ်ဆိုရင်မျောလင်းချက်ကလေ့ကျင့်ခန်းလုပ်ဖို့တွန်းအားဖြစ်လာစေမှာပါ ဒုတိယနည်းဗျူဟာကတော့ဦးနောက်ရဲ့နောက်ထပ်ထူးခြားချက်တစ်ခုကိုအသုံးချတာပါအဲ့ဒါကတော့မသေးချာမရိယာမှုပါတေချာပေါက်ရမယ့်ဆုလပ်ထက်ရနိုင်ခြေရှိတယ်ဆိုတော့မသေးချာမရိယာမှုကစေစော်မှုကိုအများကြီးပို့ပြီးအားကောင်းစေပါတယ်လန်ကစားဆက်တွေဘာလို့ဒီလောက်ဆွဲလန်းစေလဲဆိုတာဒါကြောင့်ပဲလေဒီတစ်ခါတော့နိုင်မလားဆိုလဲမျှော်လင့်ချက်ကဒိုပါမင်ကိုအဆက်မပြတ်ထုတ်လွှတ်နေစေတာပေါ့လေးလာမှုတစ်ခုမှဆိုရင်အာမခံထားတဲ့စုတစ်ခုပေးတာထက်ငါအိုးထဲကနေဂျပန်စုတစ်ခုကိုမဲနိုင်ခိုက်တာကလူတွေရဲ့အဖြူမှုကိုပို့ပြီးတော့အားဖြည့်ပြနိုင်တယ်လို့တွေ့ခဲ့ရတယ်။ဘာလို့လဲဆိုတော့ဗာများပေါက်မလဲဆိုတော့မတေချာမှုကဒိုပါမင်စနစ်ကိုအမြဲတမ်းနိုးကြတကြွနေစေလိုပါပဲ။ဒါကြောင့်မို့နောက်တစ်ခါဖုန်းကိုအကြောင်းမဲ့ scroll လုပ်ချင်စိတ်မလိုအပ်ပဲစီးဝဲချင်စိတ်ဒါမှမဟုတ်တရိယာစာတစ်ခုခုစားချင်စိတ်ပြင်းပြင်းထန်ထန်ပေါ်လာတဲ့အခါခဏလေးရက်ပြီးကိုဒီမေခွန်းလေးမေးကြည့်တင်ပါတယ်ငါတကယ်ပျော်ရွှင်မှုကိုရှာနေတာလားဒါမှမဟုတ်ဒိုပေမင်နဲ့ကတိစကားနောက်ကိုပဲလိုက်နေမိတာလားဆိုတာကိုအဆုံးစုံစင်ခေါ်မှုကတော့ကျွန်တော်တို့ကိုတန်တရားလေးပြီးပိတ်မိနေစေတဲ့အဒူးရောင်ဆူလာပ်တင်နဲ့တကက်စစ်မှန်တဲ့ဆူလာပ်တင်ဥပမာခိုင်မာတဲ့ဆက်ဆံရေးတွေကိုပိုင်တူတက်မှုတွေအတိတ်ပဲရှိတဲ့အလုပ်တွေအဲ့ဓာတွေကိုခွဲခြားသိမြင်နိုင်ဖို့ပါပဲဟိုလောင်အင်တကကျွတ်ခလိကိုပြန်တရအားလိုက်ပါအဲ့ဒါကဘာကတကယ်အရေးကြီးပြီးဘာကပင်ပန်းနွမ်းနဲ့စေမဲ့အနက်မရှိတဲ့ဂရိစကားတတ်လဲဆိုတာကိုခွဲခြားသိမြင်ဖို့ကူညီပေးပါလိမ့်မယ်ဒီတော့လိုချင်စိတ်ဆိုတာအကောင်းအဆိုးမဟုတ်ပါဘူး။ तू ကအင်မတန်အစွမ်းထက်တဲ့ engine တစ်ခုနဲ့တူတယ်။အဲ့ဒီ engine ကိုသွားခြင်းနဲ့ရီမန်းချက်ပန်းတိုင်နေစီကိုမောင်းနှင်ခွန်ပေးမှလား။ဒါမှမဟုတ်သူ့ရဲ့သွေးဆောင်ရနှုတ်ကိုပဲတောက်ရှုံလိုက်တော့တော့မှလား။အဲ့ဒီဆုံးဖြတ်ချက်ကသာအရေးကြီးဆုံးပါပဲ။သူ့ကိုဘယ်ကိုမောင်းနှင်ခွန်ပြုကြမလဲ